အားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးဝါသနာရှင်ပရိသတ်များခင်ဗျာဒီနေ့မှာတော့ဥရောပရဲ့စစ်မစ်ဆူချန်ပီယံလိပွဲစဉ်ဖြစ်အာဆင်နယ်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ထိတိုက်သွေးဆုံမှုကိုရှုတော့9ခုကနေသိစိတ်သုံးသပ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကွဲကိုတော့အာဆင်နယ်တို့ရဲ့အေကွင်းအမရိမှာကစားသွားမှာဗျာတမိုင်းကြောရကြည့်ရင်ဒီနှစ်သိန်းဟာဥရောပစစ်မစ်မှာသွေးဆုံမှုကျဲနေပြီမဲ့နောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်တွေမှာတော့အက်တလက်တီကိုကအာဆင်နယ်ကိုခက်တွေ့အောင်လွတ်နိုင်ခဲ့တဲ့အမှတ်တမ်းတွေရှိပါတယ်ခင်ဗျာဒါပေမဲ့လက်ရှိအာဆင်နယ်ရဲ့ချွေဆန်းကဥရောပရဲ့ထိပ်တန်းဆင့်မှာရှိနေတာကြောင့်ရင်ကားထက်ပုံမှုပြစ်ထန်တဲ့ပွဲစဉ်ဖြစ်လာမှာပါအာဆင်နယ်ဟာသူတို့ရဲ့အေကွင်းအမရိမှာဆိုရင်ပရိသတ်အန်နဲ့သူတိုက်စစ်ရှေဟိုကအလော့ပြစ်ထန်တဲ့အသင်းပါဒေတာတွေရဲ့ချက်ရွက်တွေကသူတို့ဟာအေကွင်းနောက်ဆုံးဥရောပပွဲစဉ်တွေမှာဂိုးပေးအလွန်နဲ့ပါတာကိုတွေ့ရပါတယ်ခင်ဗျာအက်တလက်တီကိုမက်ဒရစ်ဟာနီးပြစီမိုနီရဲ့လက်အောက်မှာခါစစ်ကျလင်းမှုမှာနာမည်ကြီးတဲ့အသင်းပါသူတို့ဟာဝေကွင်းမှာပွဲကိုထိချုပ်ကစားပြီးဓာပြတိုက်စစ်ကနေဂိုးရယူဖို့ကြိုးစားမှာဖြစ်တယ်လို့အာဆင်နယ်တိုက်စစ်အနေနဲ့ဆိတ်ရှိနဲ့ဖုတ်ထွက်ဖို့လိုအပ်ပါလိမ့်မယ်အာဆင်နယ်ရဲ့ကွဲလဲဖတ်သိရှင်အိုဒီဂန်ရဲ့ပိတ်ပို့မှုတွေကိုအက်တလက်တီကိုရဲ့တွေးကြိုရင်ခါစင်ဒါကဘယ်လိုတာစီမလဲဆိုတာရခုစရာပါပဲတိုက်စစ်ပိုက်မှလဲဂရီမန်ရဲ့မျောမြင်ရှိတဲ့ကစားဟန်ကိုအာဆင်နယ်ခန်းစစ်ကတတိထားကြိုက်တွယ်ရမှာဖြစ်ပါတယ်အတီတာရဲ့ခဲတဲ့တိုက်စစ်ကစားဟန်နဲ့စီမိုနီရဲ့ဝါရဲ့ခန်းစစ်နီးဗျူဟာကိုထိတိုက်တွင်းမဲ့ပွဲပါပွဲဆဆချင်းမိနစ်30တွင်းအာဆင်နယ်ကဖန်ကိုရယူနိုင်မလားအက်တလက်တီကိုကပဲပွဲကိုအေးခက်အောင်လုပ်ပါမလားဆိုတာပွဲရဲ့အဖြစ်ဖြစ်လာပါလိမ့်မယ်ကျွန်တော်ရဲ့ခမ်းမှတ်ချက်ကတော့တကူဂိုးမရှိဒါမှမဟုတ်နှစ်ကူဂိုးမရှိနဲ့အေကွင်းရှင်အာဆင်နယ်ကပဲရလာတော့ရပါဖို့ရှိနေပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်တော့ပေးပါဦးမမေးပါနဲ့ဗျာ